မောင်စော်လေးအသက်နှစ်အရွယ်သို့ရောက်လာခဲ့ပါပြီ။အခြားကလေးတွေရောင်စုံကစားစရာတွေနဲ့ဆော့ကစားနေချိန်မှာမောင်စော်ရဲ့ကစားကွင်းကတော့ဖခင်ဖြစ်သူအလုပ်လုပ်ရာဆောက်လုပ်ရေးလုပ်ငန်းခွင်ကတဲပုံတွေနဲ့အုတ်ခဲကျိုးတွေသာဖြစ်ပါတယ်။အဖေစော်လေးပိုက်စာပြီနေပူရှိန်အောက်မှာအုတ်တယ်နေတဲ့ကိုမိုးဟာတားဖြစ်သူရဲ့အတန်ကြောင့်ခဏနားလိုက်ပြီးချွေးတွေကိုတုပ်လိုက်ပါတယ်။သူ့ရဲ့နေစားခကမိသားစု3ယောက်ဝမ်းရေးအတွက်မနှဲရုံးကန်နေရစေ။ဇနီးဖြစ်သူကလည်းမိဖွားပြီးကတည်းကကျမ်းမာရေးတိတ်မကောင်းတော့ပဲသူများအိမ်မှာအဝတ်လျှောက်ဖို့ပေးတဲ့အလုံးနဲ့တစ်ဖက်တစ်လမ်းကကူညီနေရရှာတယ်။မောင်စော်လေးကြောင်းနေရမယ်အရွယ်ရောက်လာတဲ့အခါမှာတော့မိဘနှစ်ပါးရဲ့တောကပိုမိုကြီးထွားလာပါတယ်။ကျောင်းသားကထက်ပိုကြီးမားတဲ့ဝင်ထုတ်ဝင်ပိုးကျောင်းဝတ်စုံစာအုပ်စာတမ်းနဲ့နေ့စဉ်မုံဖို့ဟာသူတို့အတွက်တောင်ကြီးတစ်လုံးလိုအခက်အခဲဖြစ်နေပါတယ်။ငါသားကိုတော့ငါလိုအလုတ်ကျန်းသမားမဖြစ်စေချင်ဘူးဆိုတဲ့ဆွဲနဲ့ကိုမိုးဟာညဘက်တွေမှာပါအပိုအလုပ်တွေရှာဖွေလုပ်ကင်ခဲ့ပါတယ်။နောက်ဆုံးတော့မောင်စော်လေးကိုအနီးအနားကဖုံးတော်ကြီးတင်ပညာရေးကျောင်းပါကတစ်ခုမှအနံ့နိုင်ခဲ့ပါတယ်။မောင်စော်ဟာညံကောင်းတဲ့ကလေးတစ်ယောက်ပါတခြားကလေးတွေလိုလှပတဲ့လွယ်အိတ်မရှိပဲဆန်အိတ်ဟောင်းကိုချုပ်ထားတဲ့အိတ်လေးနဲ့ကျောင်းတက်ရပေမဲ့သူ့ရဲ့စာတင်တန်းကတော့အကျယ်ဆုံးပါပဲ။တရက်မှာတော့မောင်စော်ကျောင်းကပြန်လမ်းဘေးကအမိုက်ပုံထဲမှာစုပ်ပြဲနေတဲ့ပုံမြင်စာအုပ်လေးတအုပ်ကိုကောက်ရခဲ့ပါတယ်။အဲ့ဒီစာအုပ်လာတဲ့ကစူးကြားကပန်းကလေးတွေဟာပိုပြီးရနံ့တင်းပြန်တက်တယ်ဆိုတဲ့စာသားလေးကသူ့ရဲ့ရင်ထဲမှာဆွဲထင်သွားခဲ့တယ်။အဖေကျွန်တော်စူးကြားကပန်းလေးဖြစ်အောင်စူးစမ်းမယ်လို့ပြောတဲ့အခါကိုမိုးဟာတားဖြစ်သူကိုဖတ်ထားရင်းဘာမှပြန်မပြောနိုင်ပဲမျက်ရည်ကျမိပါတယ်။ဆင်းရဲခြင်းဆိုတဲ့စူးတောင်တွေကြားမှာမောင်စော်လေးဘလောက်တောင်နာကျင်နေရမလဲဆိုတာသူသိနေတာကြောင့်ပါ။မောင်စော်လေးစေကျော်တက်အရွယ်ရောက်လာတဲ့အခါမှာတော့မိသားစုအတွက်ပိုမိုကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပေါ်ပေါက်လာပါတယ်။အဲ့ဒါကတော့ကိုမိုးရဲ့ကျန်းမာရေးအခြေအနေပဲဖြစ်ပါတယ်။မောင်စော်လေးတစ်ဖက်ကကြောင်းတက်ရင်မိသားစုကိုဘလို့ကူညီမလဲဆိုတာပိုင်း3မှာဆက်လက်အားပေးကြပါဦးဗျ။